မင်္ဂလာပါလက်ဖန်နေချာနေကြိုဆိုလိုက်ပါတယ်ဒီနေ့လေးမှာတော့ kitchen room မှာမိဘပုံလုံးမဲ့သူတွေအတွက်အကျိုးရှိစေဖို့နဲ့ဘ ഹു တုတရစေမယ့်အကြောင်းအရာတွေကိုဝေမျှပေးတော့မှာဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့မိတ်ဆွေတို့အတွက်အကျိုးရှိစေမှာအမှန်ပါပဲကျမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်မိဘပုံလုံးတဲ့အခါမှာပုံစံ2မျိုးနဲ့လုပ်ကြပါတယ်နံပါတ်1ကတော့မိဘပုံတစ်လုံးလုံးကိုတစ်သားနဲ့ပြုလုပ်တယ်နံပါတ်2ကတော့မိဘပုံအောက်ပုံကိုအုပ်နဲ့ပြုလုပ်ပြီးတော့အပေါ်မှာကြွေပြားခင်းပြီးတော့ပြုလုပ်ကြပါတယ်ဒီဗီဒီယိုလေးထဲမှာတော့မီးပုံတစ်လုံးလုံးကိုတစ်သားနဲ့ပြုလုပ်တဲ့အခါမှာဘယ်လိုမျိုးအကျိုးရှိရဲဘယ်လိုတွေအသုံးဝင်တယ်ဆိုတာကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ရှင်။သုံးပေးတဲ့အသားကတော့ black box grade ရေးသားပါ black box မှာဆိုလို့ရှိရင်တော့ black box နှစ်ဖက်လာနဲ့ black box တစ်ဖက်လာပေါ်ကိုမှကော်တုပ်ပြီးတော့ laminate ကတ်သုံးရတဲ့အမျိုးအစားဆိုပြီးတော့2မျိုးရှိပါတယ်။ကိုယ်စိတ်ကြိုက်1 face နဲ့ 2 face ကိုရွေးချယ်အသုံးပြုနိုင်တယ်လို့ design နဲ့ color ကိုလည်းစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ရှင်။ဒါဆိုရင်တော့ kitchen အောက်ပုံရဲ့ site လေးကြောင်းကိုအရင်သွားကြမယ်နော် kitchen အောက်ပုံရဲ့ standard အမြင့်ကိုတော့2 ပေရှိဒါမှမဟုတ်လို့ရှိရင်3 ပေယူကြပါတယ်အနံကိုတော့ standard 2 ပေယူကြပါတယ်အလျားကိုတော့ကိုယ်စိတ်တိုင်း customize ပြောပြီးတော့အနံလို့ရပါတယ်ရှင် kitchen အပေါ်ပုံကိုတော့အမြင့်2 ပေအနှိမ့်ဆုံးထားပြီးလုပ်ကြပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ customer လို့ချင်းနဲ့အမြင့်တိုင်းနဲ့ customize ပြောပြီးအနံလို့ရပါတယ်တချို့ဆိုလို့ရှိရင်တော့မျက်နှာချက်ထိတောင်မှအတိုက်လုပ်ကြပါတယ်kitchen အပေါ်ပုံရဲ့အနံကိုတော့ standard 2 ပေပဲယူပါတယ်အလျားကတော့ကိုလိုချင်တဲ့ size တိုင်းကို customize ပြောပြီးတော့အနံနိုင်ပါတယ်ရှင်နောက်တစ်ခုကကြတော့ kitchen အပေါ်ပုံနဲ့ kitchen အောက်ပုံရဲ့ကြားမှာအကျယ်2 ပေခွဲချက်ပြီးတော့မှအပေါ်ပုံကိုတက်ဆင်ရပါတယ်ဒါကတော့ kitchen ရဲ့ size အကြောင်းလေးကိုပြောတော့တာပေါ့နော်ထပ်မံပြီးတော့ kitchen ရဲ့အောက်ပုံမှာထည့်သုံးလို့ရတဲ့ accessory အကြောင်းကို sharing လုပ်ပေးချင်ပါတယ်ရှင်ဆိုလို့ရှိရင် custom အခင်းဒါမှမဟုတ် granite အခင်း basin မီးကိုပကံရည်စစ်ခြင်းဓာတ်ချင်းဇွန်းချင်းအမှိုက်ပုံးတွေမှာထည့်ပြီးတော့သုံးလို့ရပါတယ်ရေဆိုးခံနေတယ်ဆိုလို့ရှိရင်တော့ basin ရဲ့အောက်မှာ PVC ပေါက်ကိုထည့်ပြီးတော့သုံးလို့ရပါတယ်ဒါအပြင်အသားပုံးရဲ့အောက်မှာတော့ Scotch နဲ့ steel wire လေးထည့်ပြီးအသုံးပြုလို့ရပါတယ်ရှင်နံပါတ်1အနေနဲ့ custom အခင်းကြောင်းပြပြပါမယ် custom ဆိုတာကြောက်ကိုပေါင်းပြီးတော့လိုအပ်တယ်လို့အလှဆင်ထားတဲ့ကြောက်အမျိုးအစားဖြစ်ပါတယ်အကြောင်းအဖြစ်အဖြူခဲအမဲအသားရောင်ဆိုပြီးလာတယ်လို့အခြားသောကာလာများစွာလည်းလာပါတယ်ကိုယ်စိတ်ကြိုက်အရာကိုရွေးပြီးတော့အနံ့နိုင်ပါတယ်စိုက်အနေနဲ့ကတော့အလျား10 ပေအနံ့2 ပေလာပါတယ်။ Custom ရဲ့အားသာချက်ကတော့အပူခံနဲ့အကြမ်းခံနဲ့အမြင်လှတဲ့အလျား10 ပေတောင်လာတဲ့အတွက်ကြောင့်မို့စိတ်ရလုံးဝမများပါဘူး။တကယ်လို့စိတ်ရပေါ်ခဲ့ရင်တော့စံတီတမင်များလောက်သာပေါ်တဲ့အတွက်ကြောင့်မို့အဆင်ပြေပါတယ်။အားနည်းချက်အနေနဲ့ကတော့အခြားကြောက်အမျိုးအစားတွေအတွက်ဈေးအနည်းငယ်ပိုများနိုင်ပါတယ်ရှင်။နံပါတ်2အနေနဲ့ကတော့ဘေးစင်တက်စင်တဲ့အပိုင်းမှာဘေးစင်မှာဆိုလို့ရှိရင်တော့အမြုပ်ဘေးစင်နဲ့အတင်ဘေးစင်ဆိုပြီးတော့2မျိုးရှိပါတယ်။ဘေးစင်ကိုအမြုပ်သုံးမယ်ဆိုလို့ရှိရင်တော့အသုံးပြုပေးတဲ့အသားပုံးပေါ်မှာ10 မီလီအထူရှိတဲ့အထက်သားပြားကိုခင်းမယ်ပြီးလို့ရှိရင်တော့ဘေးစင်ရဲ့ size အတိုင်းအပေါက်ဖောက်ပါမယ်နောက်ပြီးရင်တော့ဘေးစင်ကိုတင်လိုက်မယ်အဲ့ဒီနောက်မှာအပေါ်က custom ခင်းပါမယ်အဲ့ဒီအခါမှာဘေးစင်ရဲ့အနားတွေအကုန်လုံးက custom ရဲ့အောက်ကိုရောက်သွားပါမယ်ဒါကတော့အမြုပ်ဘေးစင်ပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့အတင်ဘေးစင်ပဲဖြစ်ပါတယ်အတင်ဘေးစင်သုံးမယ်ဆိုလို့ရှိရင်တော့အသားဝုန်းပေါ်မှာ10 မီလီအထူရှိတဲ့အထက်သားပြားကိုခင်းမယ်နောက်ပြီးရင်တော့ဘေးစင်ရဲ့ size အလိုက်အပေါက်ဖောက်ပါမယ်ပြီးလို့ရှိရင် custom ကိုခင်းလိုက်ပါမယ်နောက်ဆုံးမှာcustom ရဲ့အပေါ်မှာဘေးစင်ကိုတင်လိုက်ပါမယ်အဲ့ဒီအခါမှာဘေးစင်ရဲ့အနားတွေအကုန်လုံးက custom ရဲ့အပေါ်ကိုရောက်သွားပါမယ်ဒါကတော့အတင်ဘေးစင်သုံးမျိုးပဲဖြစ်ပါတယ်ရှင်နောက်တစ်ချက်ကတော့မီးဖို့တက်စင်တဲ့အပိုင်းမှာမီးဖို့မှာဆိုလို့ရှိရင်လည်းအတင်နဲ့အမြုပ်ဆိုပြီးတော့2 မျိုးရှိပါတယ်အမြုပ် gas မီးကိုနဲ့အမြုပ်လျှက်စစ်မီးကိုဆိုပြီးတော့လည်း2 မျိုးရှိပါသေးတယ်အတင်သုံးမယ်ဆိုလို့ရှိရင်တော့တင်ပြီးသုံးရတဲ့အတွက်ရိုးရှင်းပါတယ်အမြုပ်သုံးမယ်ဆိုလို့ရှိရင်တော့အသုံးပြုမဲ့အသားပုံးပေါ်မှာ10 မီလီအထူရှိတဲ့အထက်သားပြားကိုခင်းပါမယ်အဲ့ဒီနောက်မှာတော့မီးကိုဆိုင်အလိုက်အပေါက်ဖောက်မယ်ပြီးရင်တော့ custom ကိုခင်းပါမယ်နောက်ဆုံးမှာcustom ရဲ့အပေါ်မှာမီးကိုတင်ပါမယ်ဒါကတော့ gas မီးကိုတက်စင်တဲ့အပိုင်းလေးပဲဖြစ်ပါတယ်ရှင် gas မီးကိုတက်စင်မယ်ဆိုလို့ရှိရင်တော့မီးကိုရဲ့သပိနဲ့ပုံအောက်မှာအခြား accessory တွေမထည့်ဘဲနဲ့အဲ့ဒီနေရာကို gas ကိုထားဖို့အတွက်အလွတ်ထားပေးရပါမယ်တခုရှိတာက customer ဘက်ကမီးလိုင်းတွေထုတ်ပေးထားရမယ်ဘေးစင်တွေနဲ့မီးကိုတွေကိုလည်းဝယ်ပေးထားရပါမယ်ရှင်နောက်တစ်ချက်ကတော့ပကံရည်စစ်ချင်းဟန်ဂါနဲ့အမှိုက်ပုံးတွေအကြောင်းပါပကံရည်စစ်ချင်းကိုလည်း600 မီလီမီတာ 800 မီလီမီတာ 900 မီလီမီတာဆိုပြီးတော့ရွေးချယ်လို့ရပါတယ်ဇွန်ပလင်းတွေထည့်လို့ရတဲ့ဟန်ဂါကိုလည်း200 မီလီမီတာ 350 မီလီမီတာနဲ့400 မီလီမီတာဆိုပြီးတော့ရွေးချယ်လို့ရပါတယ်ဒါအပြင်အမှိုက်ပုံးတွေဇွန်းချင်းတွေကိုလည်းကိုကစ်ချင်းရဲ့အတိုင်းတာပေါ်မူတည်ပြီးတော့ရွေးချယ်ထည့်သွင်းလို့ရပါတယ်ရှင်နောက်တစ်ချက်ကတော့ဘေးစင်အောက်မှာ PVC ပေါက်တက်စင်တာပါတချို့ကတော့မသုံးကြပါဘူးတချို့ကတော့ကြာလာရင်ဘေးစင်တွေရေပိုက်ကနေပြီးတော့ရေစိတ်တဲ့ပြဿနာတွေကြုံရတဲ့အခါမှာအသားတွေမဆွေးမိအောင် PVC ပေါက်ကိုတစ်ခါတည်းဆွတ်ပြီးတော့သုံးကြပါတယ် PVC ပေါက်ကတော့ကော်မျိုးစားဖြစ်ပြီးတော့ရေဆိုခန်းနဲ့တက်စင်တဲ့အခါမှာ black box frame နဲ့ကိုတစ်ခါတည်းတက်ဆွတ်ရပါတယ်တစ်ခါတည်းထည့်မဆွတ်ဘဲနဲ့သူ့ကြီးပဲဆိုလို့ရှိရင်တောက်တင်းမှုလည်းမရှိဘူးစကူလည်းမဆွဲနိုင်လို့ပါရေရှည်အတွက်ဆိုလို့ရှိရင်တော့ဘေးစင်အောက်မှာ PVC ကိုသုံးသင့်ပါတယ်နောက်တစ်ချက်ကတော့အသားပုံးအောက်မှာ Scotch နဲ့ steel wire ကိုတက်ဆင်ခြင်းမှာတက်ဆင်ပုံကတော့ black box အသားပုံးအောက်က
ခွာလေးလက်မမှာခြေထောက်၄ချောင်းထောက်ပြီးတော့မျက်နှာစာခွာမှာတော့ကော်သားနဲ့စတီးပြားကိုခြေထောက်နဲ့ဝမ်းဆက်ချိတ်ပြီးတော့သုံးရတာပဲဖြစ်ပါတယ်။ကော်ခြေထောက်နဲ့စတီးဝါကိုသုံးရခြင်းရဲ့အားသာချက်ကတော့အိမ်ကျန်းကင်းကိုရေနဲ့တန့်ရှင်းရေးလုပ်နိုင်တယ်။ဘလက်ဘုတ်အသားကိုလည်းရေမထိနိုင်တဲ့အတွက်ကြောင့်မို့ကြာရှည်ခံနိုင်တယ်။အားနည်းချက်ကတော့ဈေးလေးအနည်းငယ်ပို့ပေးရပါတယ်။ဒါဆိုရင်တော့ kitchen အောက်ပုံအကြောင်းလေးစုံသွားပါပြီ။အခုဆက်လက်ပြီးတော့ kitchen top အကြောင်းလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်။ kitchen top မှာဆိုလို့ရှိရင်လည်းအညော်ဆုပ်ဆက်ပကံရည်သစ်ချင်းနဲ့ပုံအောက်မှာမီးတွေကိုထည့်ပြီးတော့သုံးလို့ရပါတယ်ရှင်။အညော်ဆုပ်ဆက်ကိုတော့အောက်ပုံအောက်မှာတဆင်ထားတဲ့မီးကိုရဲ့အပေါ်တက်တက်မှာထားရပါမယ်။အမြင့်ကတော့အောက်မီးကိုနဲ့အကွာအဝေး2ပေ3ဒါမှမဟုတ်2ပေခွဲထားရပါမယ်။အဲ့ထက်နှိမ့်လို့တော့မရပါဘူး။ဘာလို့လဲဆိုရင်တော့အညော်ဆုပ်ဆက်နဲ့မီးကိုအရန်နှီးနေရင် randy တက်ပြဲသွားနိုင်တယ်လို့ခေါင်းနဲ့လည်းမလွတ်နိုင်လို့ပါ။ခုတွေတက်စင်တဲ့အပိုင်းကတော့ agent ဘက်ကလုပ်ပေးရပါမယ်။ကျမတို့ဘက်ကတော့တက်စင်မိသားဟုကိုအမြင်လောက်အောင်အပေါ်ကနေအခုလိုမျိုးတကားလေးတွေနဲ့လုပ်ပေးပါတယ်ရှင်။ပကံရည်စစ်ချင်း disrupt လေးကတော့ 600mm နဲ့ 900mm လာပါတယ်။သူ့ကိုတော့ဒေးစီရဲ့အပေါ်တက်တဲ့နေရာမျိုးမှာထားရပါမယ်။ဒါမှပကံရည်စစ်ပြီးတဲ့အခါမှာချင်းပေါ်တန်းတင်လို့ရတယ်လို့ရည်စစ်ရင်လည်းလွယ်ကူစေပါတယ်။ပုံအောက်မှာ LED မီးထည့်တာကတော့ customer တိုင်းမလုပ်ကြပါဘူး။ထည့်ရင်တော့ချက်ပြုတ်တဲ့အခါမှာအလင်းရောင်နဲ့ပိုရတဲ့အပြင် kitchen ရဲ့အလှကိုလည်းပုံပေါ်ပေါ်လင်းစေလို့ပါ kitchen လောက်လိုက်တာနဲ့ဒီ accessory တွေအားလုံးထည့်ရမယ်လို့မဆိုလိုပါဘူးကိုက basic ပဲထည့်မယ်ချင်းပဲထည့်မယ် gas မီးကိုပဲထည့်သုံးမယ်ဆိုလည်းရပါတယ်ဒီဗီဒီယိုလေးကတော့ kitchen မှာသုံးတဲ့ accessory အစုံကိုထည့်သွင်းအသုံးချပုံလေးကိုပြောပြပေးသွားတာဖြစ်ပါတယ်ညီမအခုပြောပြသွားတာလေးတွေကတော့ kitchen ပြုလုပ်တော့မဲ့သူတွေအတွက်များစွာအကျိုးရှိမယ်လို့ယုံကြည်ပါတယ်ရှင်ဒီဗီဒီယိုလေးကြည့်ပြီးတော့ဘလို့အသုံးပြုရင်အကျိုးရှိမယ်ဆိုတာကိုလည်းသိသွားပြီလို့ထင်ပါတယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့ customer တူဦးတယောက်ကြည့်တိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်အခုအတွက်အကျိုးရှိရဆိုရင်တော့ညီမတို့ Love Furniture page လေးကို like ပြန် follow လေးလုပ်ပေးတော့ပါအောင်နော်